Okay bro လည်းတည့်တဲ့အတိုင်းပဲအရင်ကဆိုရင်များကျွန်တော်ဒီ4-5သိန်းတန်ဖုန်းတွေမှာ PUBG Mobile ကိုအဆင်ပြေပြေစော့ဖို့ဆိုတာတော်တော်ခက်တဲ့ကိစ္စဒီ FPS focus game တွေဆိုတာဗျာကျွန်တော်ဒီ budget SoC ထည့်ထားတဲ့ဖုန်းတွေနဲ့ဆိုရင်လာမကိုမသက်ဆိုင်ဘူးပေါ့နော်ဆိုတော့ကျွန်တော်က PUBG Mobile ကိုကောင်းကောင်းစော့ကျင်နေဆိုရင်9သိန်း8သိန်း9သိန်းအဲ့လောက်ဖုန်းတွေကိုကျွန်တော်တက်ပြီးတော့ဝယ်ရတယ်ဒါမှပဲသူများကိုပန်နဲ့ချသွားတာမခံရမှာဘူးနှမို့ဆိုတော့ FPS 340နဲ့ဗျာတုံကြီးနဲ့စော့နေရတယ်တော့မှခဏကုန်းနေရလိမ့်မယ် Okay ဒါကကျွန်တော်ဒီ PUBG Mobile 4.0 မထွက်ခင်ကအဖြစ်တွေကိုပြောတာအခုထွက်ခဲ့တယ်ကျွန်တော်ဒီ PUBG Mobile 4.0 မှာကျတော့ဒီသူတို့ Super Smooth ဆိုတဲ့ graphic setting တခု beta အနေနဲ့ပါလာရပေါ့နော်ကျွန်တော်သိရလောက်ဒီ setting ကကျွန်တော် budget SoC သုံးထားတဲ့ဖုန်းတွေအတွက်ဒီ game ကိုကျွန်တော်အဆင်ပြေစော့လို့ရအောင်သူတို့ရည်ရွယ်ထားရလို့ပြောတယ်အဓိကတော့ဗျာသူတို့ကဒီ graphic quality ကိုကျွန်တော်တို့ပုံမှန်ထက်နည်းနည်းလေးချလိုက်ပြီးတော့ FPS ပိုကောင်းအောင်လုပ်ပေးတဲ့ပုံစံဒီ setting ကဒီတချို့ budget ဖုန်းတွေမှာဆိုရင်ပေါ့နော်အရင်ကျွန်တော်တို့ရခဲ့တဲ့ FPS setting ထက်ကိုတစ်ဆင့်ပို့ပြီးတော့မြင့်သွားမျိုးတွေရှိကောင်းရှိနိုင်တယ်ဥပမာဗျာကျွန်တော်အရင်က medium setting ပဲရတာဆိုရင်ကျွန်တော်ဒီ super smooth graphic ကိုကျွန်တော်ထားဆော့လိုက်မယ်ဆိုရင် high graphic အထိဆော့လို့ရတာမျိုး high ရထားပြီးတာဖုန်းဆိုရင်လည်း ultra ရတာမျိုးဒီ ultra ရထားပြီးတာဖုန်းဆိုရင်လည်း extreme အထိကျွန်တော်တက်သွားမျိုးအဲ့လိုမျိုးတွေဖြစ်နိုင်တယ်တချို့ဖုန်းတွေမှာပေါ့နော်ပြီးတော့ဖုန်းပူတာဒီလက်တာ power draw များတယ်ကိုလည်းသူက short ချပေးရလို့ပြောတယ်ဆိုတော့အဲ့ဒါတကယ်ရောအလုပ်ဖြစ်ရလားအရင်ကျွန်တော်တို့ smooth graphic နဲ့ရှင်လို့ရှိရင် FPS ဘယ်လောက်ထိတက်လာနိုင်လဲတကယ်ရောဒီကောင်ကဒီ setting ကစော့ရတာအဆင်ပြေသွားလားဒီ budget ဖုန်းတွေမှာဆိုတော့အဲ့ဒါကိုကျွန်တော်ဒီနေ့မှာတစ်ချက်လောက်စမ်းပြပေးမယ်အဲ့ဒီအတွက်ကျွန်တော်ဒီ Unisoc ရဲ့ T606 SoC ကိုသုံးထားတဲ့ Infinix Hot 40i ရယ်နောက် Helio G85 သုံးထားတဲ့ Vivo Y28 ရယ် Helio G100 Ultra သုံးထားတဲ့ Redmi Pad 2ကိုကျွန်တော်သုံးပြီးတော့အဓိကစမ်းပြထားတယ်ဆိုတော့ကျွန်တော်အရင်ဆုံး Unisoc ရဲ့ T606 သုံးထားတဲ့ Infinix Hot 40i နဲ့အရင်ဆုံးစမ်းကြည့်ဘယ်လိုနေမလဲပေါ့ Okay ကျွန်တော်ကဒီ device သုံးလုံးစလုံးမှာ FPS counter လေးတွေထည့်ထားတယ်အရင်ဆုံးကျွန်တော် smooth graphic မှာသူအမြင့်ဆုံးပေးထားတဲ့ FPS setting ဖြစ်တဲ့ ultra setting မှာတစ်ချက်စော့ကြည့်မယ် Okay စော့ကြည့်ရလောက်ကတော့မြင်ရတဲ့အတိုင်းပဲဒီဖုန်းမှာ38 FPS ကနေ42 FPS လောက်ထိရတယ် every power draw ကတော့ 3.54 watt ရှိတယ်စော့ရတော့မစိုးပါဘူးလေဒီလို budget SoC မှာ every 40 FPS လောက်ရတာလက်ခံပေးလို့ရတယ်ဟုတ်ပြီကျွန်တော်နောက်တစ်ခါဒီ super smooth graphic မှာထားပြီးတော့စော့ကြည့်တဲ့အခါမှာရောဘယ်လိုနေမလဲပြောရင်တော့ဒီ FPS setting မှာဒီဖုန်းက extreme ထိမတက်သွားဘူးတချို့ဖုန်းတွေမှာပဲသူကတက်သွားလို့ပြောတာဟုတ်ဒီဖုန်းမှာတော့မတက်သွားဘူး ultra ပဲရမယ် every FPS ဘိုင်းမှာတော့1 FPS လောက်တော့ပို့ပြီးတော့တက်လာတယ်ပြောမှဆိုရင်မတိတာဘူးပေါ့လေဆိုတော့ FPS ဘိုင်းကတော့တိတ်ပြီးတော့မထူးခြားဘူးဒါပေမဲ့ကျွန်တော် every power draw ကတော့ 3.29 watt ဖြစ်သွားတယ်ဆိုတော့ battery စားတာတော့နည်းနည်းပို့ပြီးတော့နည်းသွားတယ်ပေါ့လေပြီးတော့ temperature လည်းအရင် smooth graphic မှာတော့43 degree လောက်ကနေဒီ super smooth မှာ39 degree လောက်ထိဖြစ်သွားတယ်ဆိုတော့ဒီဖုန်းမှာကျွန်တော် super smooth graphic နဲ့ဆော့တဲ့အခါမှာသူတိတာသွားတာအပူနည်းနည်းပို့ပြီးတော့တက်တာမယ် power draw ပို့ပြီးတော့နည်းသွားမယ် power draw နည်းသွားတဲ့အခါကျတော့ကျွန်တော် battery ပို့ပြီးတော့ခံမယ်ပေါ့လေ FPS ကတော့အတူလောက်ပဲ Okay နောက်တစ်လုံးကတော့ကျွန်တော် G85 သုံးထားတဲ့ Vivo Y28 ဒီကောင်ကတော့ထူခြားတယ်ကျွန်တော်စော့ကြည့်ရလို့ဆိုရင်အခုမြင်ရတဲ့အတိုင်းပဲ smooth graphic မှာထားဆော့မယ်ဆိုရင်ကျွန်တော် ultra setting ထိတင်ဆော့လို့ရတယ်ပြောမယ်ဆိုရင်40 fps ပေါ့လေ fps counter reset တွေရတော့မြင်ရတဲ့အတိုင်းပဲဒီ setting မှာဆိုရင်ကျွန်တော်တို့38 to 40 fps လောက်ထိသွားတယ် every power draw က 3.93 watt temperature ကတော့ကျွန်တော်35 degree သူတို့ပတ်ချလေလောက်ရောက်တယ်ပေါ့နော်ဒါပေမဲ့ဒီဖုန်းကကျွန်တော် super smooth graphic ကိုပြောင်းလိုက်မယ်ဆိုရင်ကျွန်တော် extreme setting ထိကိုသူကထားဆော့လို့ရပါတယ်ဆိုတော့ FPS setting တခုမြင့်သွားတာပေါ့လေဒီ setting ရသူက50 to 60 FPS လောက်ထိသွားတယ်သူရဲ့ setting အရပေါ့လေဒါပေမဲ့ကျွန်တော် FPS counter reset တွေရတော့မြင်တဲ့အတိုင်းပဲ48 to 51 FPS လောက်ထိသွားတယ်ဆိုတော့ super smooth graphic နဲ့ရှင်လို့ရှိရင်သူက FPS ဘိုင်းမှာ frame rate ဘိုင်းမှာပေါ့နော်20% လောက်ပို့ပြီးတော့တက်သွားတယ်ဒါကတိတာလားဆိုရင်တိတာတယ်လို့ပြောရမယ်ဒီလိုကျွန်တော် FPS အရင်ဟိုဖုန်းအမြင့်မာတွေလိုမျိုး90 120အဲ့လောက်တွေမှာတိတ်ပြီးတော့ဒီလိုမျိုး FPS 20% လောက်ကျန်းဖြစ်သွားတာကိုမသိတာဘူးเนาะဒီလို40အဲ့လောက်ပတ်ချာရင်မှာ20% လောက်တက်သွားတယ်ဆိုတာသိတာတယ်10 FPS ဆိုတာလည်းတကယ်တမ်းတော့ဒီ FPS focus ထားတဲ့ game တွေမှာဆိုရင်သိတာတာ哦ဒီလက်တာတွေပူတာတွေဘာညာတော့ကျွန်တော်ဒီ smooth graphic နဲ့ရှင်လို့ရှိရင်တိတတာကြီးကွာရောမျိုးမတွေ့ရအောင်ပြီးတော့ every power draw ကလည်း 3.79 watt ဆိုတော့နည်းနည်းလေးပို့ပြီးတော့တက်တာတယ်theoretically ရဆိုရင် battery ပိုခံမယ်ပေါ့လေဆိုတော့ဒီကောင်ကတော့သူတို့ပြောထားတဲ့အတိုင်းဒီ super smooth graphic ပြောင်းလိုက်လို့ရှိရင် FPS setting တစ်ဆင့်တက်သွားတဲ့ဖုန်းထဲမှာပါတယ်ဖုန်းတိုင်းမှာတော့မတက်ဘူးဒါပေမဲ့တက်ချင်တဲ့ဖုန်းမှာဆိုရင်သူကတက်တယ်ဗျာ
တက်ရင်တော့ကန်ကောင်းလို့ပေါ့နောက်တစ်လုံးကတော့ကျွန်တော် G100 Ultra ကိုတုံးထားတယ် Redmi Pad 2ဒီကောက်မှာတော့ဒီ smooth နဲ့ဖြစ်ဖြစ် super smooth နဲ့ဖြစ်ဖြစ်ကျွန်တော်တို့ရတဲ့ FPS က60 FPS ပတ်ချလည်းပဲသွားတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ smooth နဲ့စောကြည့်တဲ့အခါမှာ power draw က 6.74 watt လောက်နဲ့သွားတယ်ပြီးတော့ကျွန်တော်ဒီ super smooth မှာကျတော့ 5.86 watt လောက်ပဲသွားတယ်ဆိုတော့ဗျာစောရတဲ့ experience ကတော့အရန်ကြီးမကွာသွားဘူးဒါပေမဲ့ power draw ကတော့တိတိတသားနည်းသွားလို့ပြောမယ်ဆိုတော့ battery အုပ်တာပို့ပြီးတော့နည်းသွားမှာပေါ့လေလက်တာပါညာလည်းနည်းသွားတယ်ဆိုတော့ဒီ budget device တွေအတွက်ရည်ရွယ်ထားတဲ့ဒီ super smooth ကတကယ်အလုပ်ဖြစ်လာဆိုရင်တော့အကြမ်းမြင်အဖြစ်တော့ဖြစ်တယ်လို့ပြောရမှာပဲမြင်ရတဲ့အတိုင်းပဲဗျာတချို့ device တွေမှာဆိုရင် FPS setting ကjam ဖြစ်သွားတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့လိုမျိုး FPS jam ဖြစ်သွားရင်တော့ဗျာတချို့ device တွေမှာဆိုရင် battery စားပို့ပြီးတော့တက်တာသွားတာမျိုးဖုန်းပူတာပို့ပြီးတက်တာသွားတာမျိုးနောက်ပြီးတော့ကျွန်တော်တို့ scope ဖွင့်ပြီးတော့ဗျာသိရမလားရန်သူ scope ချိန်ပြီးတော့ပြစ်တဲ့အခါမျိုးမှာဒီ glitch ဖြစ်သွားတာလဲတော်တော်လေးနည်းသွားတယ်ပြောမှဆို FPS drop ဖြစ်သွားတာပေါ့လေအဲ့ဒါတွေက budget phone တွေမှာဆိုရင်တော်တော်လေးဖြစ်များတယ်ဒီ super smooth ကတော့အဲ့ပြဿနာတော်တော်လေးနည်းသွားတယ်ဒါကတော့ကျွန်တော်ရဲ့ဒီ test result တွေရပြောတာပေါ့လေ Apple mirroring device တွေမှာတော့ဒီ super smooth နဲ့ smooth ကတိတာခြင်းမှာတိတာလိမ့်မယ်အဲ့လေသူတို့အတွက်ရည်ရွယ်ထားတဲ့ setting မှလည်းမဟုတ်တာဟုတ်ဒီကောင်က budget phone တွေမှာ PUBG ကိုအဆင်ပြေပြေဆော့လို့ရအောင်ဆိုပြီးသူတို့လုပ်ထားပေးတဲ့ setting ဆိုတော့လေ mirroring မှာဆိုတော့အရင်တိတာမဟုတ်ဒါပေမဲ့ခုနကပြောလို့ပဲကျွန်တော်တို့ FPS setting jam ဖြစ်သွားတဲ့ device တွေတော့လည်းရှိနိုင်တယ်ဆိုတော့အရင်က60ရလို့ရှိရင်80 90အဲ့လိုမျိုးတွေရအောင်ရသွားနိုင်တယ်စမ်းကြည့်ကြပါလေဆိုတော့ bro ရောဒီ super smooth graphic ကိုစမ်းပြီးကြပြီလားဘယ် device တွေမှာစမ်းဖြစ်လဲတိရောတိတာရဲ့လားဘာတွေထူးခြားသွားလဲအဲ့ဒါတွေကိုအောက်မှာတစ်ချက်လောက်ဝင်ရောက်ဆွေးနွေးပြီးတော့လို့ရပါတယ်တိတာလားပေါ့လေ okay ကျွန်တော်တို့နောက်ဗီဒီယိုမှာပဲပြန်တွေ့ကြတာပေါ့